English class လေးတက်ချင်လို့တဲ့ teacher တွေရဲ့အကြောင်းကဘယ်မှာဖွင့်ထားတာလဲတဲ့ SLD Education ကိုဒီလှဲတန်း Center နဲ့ M Tower အနီးပြည်လန်းလှဲတန်းရန်ကုန်မှာဖွင့်ထားပါတယ်။တန်းခွဲတွေကတော့ Monday Tuesday Wednesday ပြီးတော့ဒီကျောင်းတက်နေတဲ့သူတွေအလုပ်လုပ်နေတဲ့သူတွေအဆင်ပြေအောင်လို့ဒီ Saturday Sunday session တွေလည်းဖွင့်ထားပါတယ်။အင်္ဂလိပ်စာကိုတကယ်လက်တွေ့ကျကျပြောနိုင်ရေးနိုင်ဖို့ထိရောက်တဲ့သင်ရိုးညွှန်းတမ်းသင်ကြားမှုနဲ့ကျွမ်းကျင်တဲ့ဆရာမတွေကနေပြီးတော့တာဝန်ယူသင်ကြားပေးနေပါတယ်။အင်္ဂလိပ်စာသင်တန်းကျောင်းအနေနဲ့ဖွင့်ထားတာလေရှင်းနှစ်နီးပါးရှိပြီဖြစ်ပြီးတော့ဒီကျွမ်းကျင်တဲ့ကျောင်းသူကျောင်းသားတွေအများကြီးမွေးထုတ်ပြီးဖြစ်ပါတယ်။အနောက်ရှက်ကင်းစွာစာသင်လို့ရအောင်သက်တောင့်သက်သာရှိတဲ့စာသင်ခန်း library ကားပါကင်နဲ့တကယ်ကျောင်းတစ်ခုမှလာတက်ရတယ်ဆိုတဲ့ vibe မျိုးရအောင်စီစဉ်ပေးထားတယ်။ကျောင်းသူကျောင်းသားတယောက်ချင်းစီကိုအာရုံစိုက်ပြီးသင်နိုင်အောင်လူဦးရေကိုလည်းကန့်သက်ပြီးမှသင်ကြားပေးပါတယ်။ January တန်းခွဲသစ်လေးတွေကိုတက်ရောက်ဖို့ဆိုလို့ရှိရင်အရင်ဆုံး free level test လေးကိုဖြေဆိုရမှာဖြစ်ပါတယ်။ level test လေးဖြေဆိုပြီးပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ English skills ကိုယ့်ရဲ့လိုအပ်တဲ့တိုးတက်မှုအတွက် teacher တွေကနေပြီးတော့ free consultation လုပ်ပေးပါတယ်။ Okay အခုပဲ level test ဖြေဆိုဖို့အောက်မှာ level test လို့မှန်သွားပြီပါ။